ဘုန်းကြီးကျောင်းထဲဝင်လို့ရှိရင်စပိန်စီးဝင်တယ်မော်တော်ဆိုင်ကယ်စီးဝင်တယ်ကားစီးဝင်တယ်သို့တော့ဖဏတ်တော့ချွတ်တယ်ဒါပြောင်းပြန်ဖြစ်နေတဲ့သဘောနော်တကယ်ကတော့ကားစီးမဝင်နဲ့မော်တော်ဆိုင်ကယ်စီးမဝင်နဲ့စပိန်စီးမဝင်နဲ့ဖဏတ်စီးပြီးတော့ဝင်လာခဲ့ဒါမှဖဏတ်မစီးပဲဝင်လာလို့ရှိရင်ခြေထောက်ဖုံနေပေလိုက်မယ်ဖုံပေးနေတဲ့ခြေထောက်နဲ့ကြောင်းပေါ်တက်ရင်ကြောင်းပေလိုက်အောင်မယ်ဒါကြောင့်မို့လို့ဖဏတ်တော်စီးလာအဲ့ဒါလို့ဖြစ်ရမှာမဟုတ်ဘဲနဲ့အခုတော့ဘလို့ဖြစ်တော့စပိန်စီးလာတဲ့လူကလည်းစပိန်ပေါ်ကမစင်းဘူးဖဏတ်ကိုချွတ်တယ်မော်တော်ဆိုင်ကယ်စီးလာတဲ့ပုဂ္ဂိုလ်ကလည်းမော်တော်ဆိုင်ကယ်ကမစင်းဘူးဖဏတ်တော့ချွတ်တယ်ကားနဲ့မောင်းဝင်လာတဲ့ပုဂ္ဂိုလ်ကလည်းဘုန်းကြီးကျောင်းဆိုပြီးတော့ကားပေါ်မှာတင်ဖဏတ်ချွတ်တယ်ဟောဒီခြားမျိုးဖြစ်လာဖဏတ်တစ်ခုပဲရှောင်တယ်ကျန်တာမရှောင်ဘူးဆိုတဲ့အဓိပ္ပာယ်ရောက်သွားတယ်ဒါကလွဲမှားပြီးတော့ဆောင်ရွက်နေမှုလို့ဒီလိုမှတ်ရတကယ်ကတော့စပိန်တို့ဆိုင်ကယ်တို့ရုပ်သေးလေးစားတဲ့အမှုကိုပြမယ်ဆိုရင်စပိန်နဲ့မဝင်နဲ့ဘောရဆိုင်ကယ်စီးမဝင်နဲ့ကားစီးမဝင်နဲ့ခွန်ကြောင်ရှောက်ဝင်လာခဲ့ဒါရုပ်သေးမှုကိုပြရုပ်သေးမှုကိုပြတဲ့အဓိပ္ပာယ်တွေပဲပေါ့